ချိန်မှန်မှန်သွေးသားတွေကနိုးစောဒီချိန်ဆိုသွားရပါပြီကျွန်တော်ဘုံဆိုင်လေးဝေးကနေလမ်းမျောတဖြည်းဖြည်းနဲ့ရောက်လူနီးပြီနော်ငါဘော်ရာကြီးမင်းပဲမှာလဲဒီလိုနဲ့အပေါင်းတင်များကိုဖိတ်ခေါ်လာပါကွာတူတူတောက်မယ်ပြောစိတ်ညစ်စရာများဝေးကိုဖယ်ထားအရင်ဆုံးလေးတစ်ခွက်လောက်တောက်လီနော်ခါတရသာမင်းလဲကြိုက်တယ်နော်ငါလဲကြိုက်တယ်ဩစိတ်တွေလည်းမထူးလာပြီပေါ့ခေါင်းတွေတဲ့ရှိဝေလာပြီခေါင်းတွေတဲ့ရှိဝေလာပြီနော်အမီလေးလဲစားငါတွေ့လဲချမ်းထားအောင်ပေါ့တာကြီးတို့ရချိန်မှန်မှန်သွေးသားတွေကနိုးစောအချိန်မှန်မှန်သွေးသားတွေကနိုးစောဒီချိန်ဆိုသွားရပါပြီကျွန်တော်